အားလုံးပဲမင်္ဂလာပါဗျဒီနေ့Canva ကနေပြီးတော့ဗီဒီယို animation ဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုဖန်တီးရလဲဆိုတာကိုကျွန်တော်အခုပြပေးပါမယ်ဒီကျွန်တော်အခုပြမယ်ဟာကပေါ့ပေါ့ပါပဲကလေးတွေကိုစာသင်တာပဲဖြစ်ဖြစ် story ပုံမြင်လေးတွေလုပ်ရှင်လို့ပဲဖြစ်ဖြစ်နောက်ပြီးတော့ပုံမြင် story channel လေးတွေထောင်ခြင်းလို့ပဲဖြစ်ဖြစ်အဲ့ဒီအတွက် animation အတူလေးတွေလုပ်လို့ရပါတယ်အဲ့အတွက်အခုပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ Chrome browser တစ်ခုမှာ Canva လို့ရိုက်ရှာပါမယ် Canva လို့ရိုက်ရှာပြီးသွားပြီဆိုရင်အဲ့ဒီ website တွေကိုကျွန်တော်တို့ဝင်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘက်ထောက်မှာဒီလိုမျိုး account ဆိုတာရှိပါတယ်အဲ့ဒီ account ကနေပြီးတော့ကျွန်တော်တို့ရဲ့ Gmail နဲ့ login ဝင်ရပါမယ်pro ဒီမှာဆို pro account ရှိထားဖို့လိုပါတယ် pro account ရှိထားရင်ပို့ပြီးတော့အဆင်ပြေပါတယ်သုံးရတာလည်း feature တွေလည်းစုံပါတယ် pro account ကိုကျွန်တော်တို့ Facebook တို့ဘာတို့မှာ1000လောက်နဲ့ဝယ်လို့ရပါတယ်အဲဆိုရင်ကျွန်တော်တို့ကဝယ်ပြီးသွားရင်ဒီနေရာမှာ login ဝင်မှာပြီးသွားရင်တော့ကျွန်တော်တို့က animation video တစ်ခုကိုစပြီးတော့ဖန်တီးတော့မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော် create ကိုနှိပ်ပါမယ်ပြီးသွားရင်ဘေးနားမှာရှိတဲ့အများကြီးတွေကမှာကျွန်တော်တို့ကဗီဒီယိုဖန်တီးမှာဆိုတဲ့အတွက်ကြောင့်ဗီဒီယိုကိုနှိပ်ပါအဲ့ဒီမှာကျွန်တော်တို့က YouTube မှာတင်ပါလားဒါမှမဟုတ် Facebook မှာတင်ပါလား Instagram မှာတင်ပါလား TikTok မှာတင်ပါလားဆိုပြီးတော့ကိုယ့်ရဲ့ ratio တွေကိုအမျိုးမျိုးခွဲလို့ရပါတယ်အဲ့ဒီမှာကျွန်တော်ကတော့ YouTube အတွက်ပြပေးပါမယ်အဲကြောင့်ကျွန်တော်ကဒီဘက်ကvideo landscape ဆိုတဲ့YouTube ratio လေးကိုရွေးလိုက်ပါမယ်ရွေးလိုက်ပြီဆိုတော့ခုမြင်နေရတာဟာကျွန်တော်တို့က screen ပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ screen ထဲမှာကျွန်တော်တို့ animation တစ်ခုကိုတိစောက်မှာပဲဖြစ်ပါတယ်အောက်မှာဆိုရင် timeline လေးတွေရှိပါတယ်အဲ timeline လေးတွေကိုပေါင်းထည့်သွားလို့ရပါတယ်ကိုလိုချင်တဲ့လောက်ကိုပေါင်းထည့်သွားလို့ရပါတယ်ကဲအဲ့လောက်ကိုမလိုချင်တော့ဘူးဆိုရင်အကောင်လေးကို select ထောက်ပြီးတော့ keyboard က delete နဲ့ဖြတ်လိုက်ပါကဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ animation တခုစပြီးတော့ဖန်တီးတော့မယ်နော် animation ဖန်တီးဖို့အတွက်ကျွန်တော်တို့က story တခုကိုရှိထားရပါမယ် story တခုပုံမြင်တခုဥပမာကျွန်တော်ကယုံနဲ့လိပ်ပုံမြင်လေးကိုနမူနာပြပေးပါမယ်ကျွန်တော်ကယုံနဲ့လိပ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတောထဲမှာရှိတယ်ဆိုတဲ့ကြောင့်ကျွန်တော်ကနောက်ခံ background ကို forest လို့ရိုက်ရှာလိုက်ပါတယ် forest လို့ရိုက်ရှာပြီးသွားရင် graphic ထဲကိုဝင်မှာ graphic ထဲကိုဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ခံ background လေးကိုဒီထဲကိုဆွဲထည့်လိုက်ပါဆွဲထည့်ပြီးသွားပြီဆိုရင်တော့ဒီမှာအဓိကဆက်ဆောင်နှစ်ခုဖြစ်တဲ့ယုံနဲ့လိပ်ကိုထည့်ပေးရပါမယ်ယုံနဲ့လိပ်ကိုထည့်ပေးဖို့အတွက်ဆိုရင် APPNT Rapid ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ပြီးသွားရင် graphic ထဲကိုဝင်မယ်ဝင်ပြီးသွားရင်ယုံလေးကိုဆွဲထည့်လိုက်ပါမယ်ယုံလေးကိုထည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကယုံလေးကခုံဆွာနဲ့လာနေတယ်ပြီးရင်လိပ်လေးကလည်းဟိုဘက်ကနေပြီးတော့ခုံဆွာလိပ်လေးကြတော့ဖြည်းဖြည်းလေးလာနေမယ်သူတို့နှစ်ယောက်ကလေးမှာတွေ့ပြီးတော့စကားပြောကြမယ်အဲ့လိုမျိုးကျွန်တော် story ကိုဖန်တီးချင်တာပါအဲ့ဒါကြောင့်အခုယုံလေးကိုထည့်တယ်ပြီးသွားပြီဆိုရင်တော့ခုံဆွာသွားမှာဆိုတဲ့အတွက်ကြောင့် animation ထည့်ပါမယ် animation ကိုနှိပ်မယ်ပြီးသွားရင် create an animation ကိုထပ်နှိပ်ပါမယ်နှိပ်ပြီးသွားရင်ခုံဆွာသွားမှာဆိုတဲ့အတွက်ကြောင့်ခုံဆွာပုံစံလေးဆွဲပေးလိုက်ပါကျွန်တော်တို့ကခလယ်မှာတွေ့မှာဆိုတဲ့အကြောင်းခလယ်နားရအောင်ရက်လို့ရပါပြီ။ကဲဒီဗီဒီယိုလေးကိုဆက်ကြည့်ပါ။ကဲဟုတ်ပြီ။ယုံလေးရပြီဆိုရင်တော့ကျွန်တော်တို့ကနောက်ထပ်လေးလေးကိုထည့်ရပါမယ်။ဟုတ်ပြီထပ်ထည့်လို့ရိုက်ရှာလိုက်ပါမယ်။ကဲလေးလေးတွေ့ပြီလေးလေးကိုလည်းဆွမ်းတော့လို့ပဲခလယ်ကိုလာထည့်ခြင်းတဲ့အတွက်ကြောင့် animation ပေးရပါမယ်။ဒီဘက်မှာထားမယ်။ပြီးရင် animation ကိုနှိပ်မယ်။ပြီးရင် create animation ကိုပြန်နှိပ်မယ်။လိပ်ကြတော့ခုံစားမတော်တော့ပဲထည့်သွားပါမယ်ဖြည်းဖြည်းလေးသွားမယ်ဖြည်းဖြည်းလေးသွားပြီးတော့ခလေရောက်တော့ရက်လိုက်ပါမယ်အဲ့ဒါဆိုရင်သူတို့နှစ်ယောက်ခလေမှာစုံသွားပါပြီကဲအဲ့ဒါဆိုရင်ဒီတစ်ဆင့်ပြီးပြီဆိုတဲ့ကြောင့်နောက်တစ်ဆင့်ကိုပြောင်းပါမယ်နောက်တစ်ဆင့်မှာသူတို့နှစ်ယောက်စကားပြောမှာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဆွမ်းတော့နောက်ခံ background ကိုပြန်ထည့်မယ်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဆွမ်းတော့ယုံနဲ့လိပ်လေးကစကားပြောတော့မှာပဲဖြစ်ပါတယ်စကားပြောမယ်ဆိုတော့ကျွန်တော်တို့ကယုံနဲ့လိပ်လေးကိုပြန်ခေါ်မယ်ယုံလေးကိုဆွဲထည့်လိုက်မယ်
ဒီပေါ်လေးမှာထားလိုက်မယ်နော်ပြီးတော့ရင်လိတ်လေးကိုထည့်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ယုံကနေပြီးတော့လိတ်ကိုအပြေးပြိုင်မလားဆိုပြီးတော့မေးတဲ့စကားမျိုးထည့်ရပါမယ်အဲ့ဒါကြောင့်ယုံလေးကိုအခုစကားပြောတဲ့အပေါ်ကစကားပြောတဲ့ပုံလေးထည့်မယ်ပေါ့နော်စကားပြောတော့ကျွန်တော် speed လို့ရှာလိုက်တယ်ပြီးတော့ရင် graphic ထဲကနေပြီးတော့စကားပြောတဲ့ဟာလေးယူလိုက်မယ်ယူပြီးသွားပြီဆိုရင်သူနဲ့လွတ်ထားခြင်းတဲ့နေရာကိုထားမယ်ပြီးတော့နည်းနည်းသေးလိုက်မယ်အဲ့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကစာသားထည့်မယ်ပေါ့နော်စာသားထည့်ဖို့အတွက် test ထဲကိုသွားပါမယ် test ထဲကိုသွားပြီးကိုလိုချင်တဲ့ test တစ်ခုကိုချလိုက်ပါပြီးတော့ရင်ကိုမလိုချင်တဲ့အပိုင်းတွေကိုဖြတ်ပစ်လိုက်ပါစာသားနှစ်ခုရှိတယ်ကိုမလိုချင်တဲ့အပိုင်းကိုဟုတ်ပြီဖြတ်လိုက်ပြီပြီးတော့ရင်အဲ့ဒီစာသားထဲမှာစာရေးမယ်အပြေးပြိုင်ကြမလားဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ရိုက်ထည့်လိုက်ပြီးဆိုရင်နည်းနည်းလေးသေးလိုက်မယ်ပြီးတော့ရင်အဲ့ဒီအထက်ကိုထည့်လိုက်မယ်အဲ့ဒါဆိုအဲ့နှစ်ခုကတစ်ခုရွှေ့လိုက်ရင်တစ်ခုကရွေ့နေဦးမှာဖြစ်တဲ့အတွက်ကြောင့်စာသားနဲ့နောက်ကစကားပြောတဲ့ဟာနဲ့တက်ဆက်တဲ့ဖြစ်ချင်နေပြီဆိုရင် select နှစ်ခုပေးလိုက်ပြီးတော့ group ဖွဲ့လိုက်ပါ group ဖွဲ့လိုက်ရင်ရွှေ့တဲ့နေရာကလည်းအသေးဖြစ်သွားပါလိမ့်မယ်ကိုလိုချင်သလိုရွှေ့လို့ရသွားပါပြီအဲ့လိုမျိုးပဲအခုကျွန်တော်ခုပြထားတာကယုံလေးကနေပြီးတော့စကားပြောလိုက်တာအပြေးပြန်ကြမလားဆိုပြီးတော့စကားပြောလိုက်တာဖြစ်ပါတယ်ဒီတစ်ခါအဲ့ဒါဆိုရင်လိတ်လေးကပြန်ဖြည့်ရတော့မှာပဲဖြစ်ပါတယ်လိတ်လေးပြန်ဖြည့်ဖို့အတွက်ကျွန်တော်ဆွမ်းတော့လိုပဲelement တွေကနေပြီးတော့element တွေကနေပြီးတော့ speed တွေဟာဒီစကားပြောတဲ့ဟာကိုပြန်ရွေးမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဆွမ်းတော့လိုပဲစာသားထည့်မယ်ပေါ့နော် test ထဲကိုသွားမယ်ပြီးရင်ကိုလိုချင်တဲ့စာသားတစ်ခုကိုထည့်မယ်ထည့်ပြီးသွားပြီဆိုရင်မလိုချင်တဲ့ဟာတွေဖြတ်မယ်ပြီးရင်စာပြန်ရေးမယ်အေးပြန်ကြမယ်ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်မယ်ရိုက်ထည့်လိုက်ပြီးတော့ဒီထဲကိုထည့်မယ်ဆွမ်းတော့လိုပဲဒီနှစ်ခုကိုတခါလေးရွေးစေခြင်းတဲ့အတွက်ကြောင့် group ဖွဲ့လိုက်မယ် group ဖွဲ့ဖို့အတွက်ဆိုရင်သူတို့နှစ်ခုကို select ပေးမယ်select ပေးပြီးတော့ရင် group လို့ဖွဲ့လိုက်ပါအဲဆိုရင်ကိုလိုချင်တဲ့နေရာကိုနှစ်ခုပြိုင်တူရွှေ့လို့ရသွားပါပြီအဲဆိုရင်ယုံလေးကနေပြီးတော့ပြောတာပြီးတော့မှလေလေးကပြောတာဆိုတဲ့အတွက်ကြောင့်အပေါ်ကနေပြီးတော့ timeline အပေါ်မှာဆွမ်းတော့ထည့်ထားတဲ့ဟာနှစ်ခုကိုနောက်ကိုပို့လိုက်ပါတယ်အပြေးပြိုင်ကြမလားလို့ပြောလိုက်တော့ယုံလေးကအေးပြိုင်ကြမယ်ဆိုပြီးတော့ဖြစ်သွားပါတယ်ကျွန်တော်နဲ့အတူတူတစ်ခါတည်းလိုက်လို့ကြည့်လို့ရပါတယ်ခေတ်လားဆိုပြန် run ကြည့်မယ်နော်အပြေးပြိုင်ကြမလားအေးပြိုင်ကြမယ်โอเคအဲဆိုရင်နောက်တစ်ဆင်းကိုကူးပါမယ်နောက်တစ်ဆင်းမှာတော့သူတို့ဟာပြိုင်ပွဲနေရာနေပြီးတော့စပြိုင်တော့မှာပဲဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကနောက်ခံ background ကိုအသစ်နေရာမှာပြိုင်ပွဲနေရာမှာအသစ်ပြန်ရွေးပါမယ် forest လို့ပြန်ရိုက်ချလိုက်မယ်ရိုက်ချပြီးသွားပြီဆိုရင် graphic ထဲဝင်မယ်ကိုလိုချင်တဲ့နောက်ခံ background ပေါ့နော်ပြိုင်ပွဲစလို့ရမယ့်နေရာနောက်ခံ background ကိုကျွန်တော်တို့ရွေးပါမယ်ဟုတ်ပြီကျွန်တော်ဒီပုံလေးထည့်လိုက်ပါမယ်ဒီပုံလေးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစပြီးတော့ပြိုင်မှုအတွက်ဆိုရင်တာထွက်ရှိရမယ်တာထွက်ရှိရမယ်ဆိုတော့ကျွန်တော်တို့က start လို့ရိုက်ချလိုက်ပါတယ်ရိုက်ချလိုက်ပြီးတော့ကျွန်တော်တို့ကပြိုင်ပွဲစမယ့်နေရာလေးမှာဒီလိုလေးသွားထည့်လိုက်ပါမယ်ပြီးတော့နည်းနည်းလေးသေးမယ်နောက်တစ်ခုကပြိုင်ပွဲအတွက်ဆိုပြီးတော့ကျွန်တော်တို့က start ဆိုတဲ့နေရာလေးကိုတာထွက်လေးလုပ်ပေးပါမယ်ဟုတ်ပြီတာထွက်လေးထည့်လိုက်ပြီဒါထက်လေးထည့်ပြီးသွားရင်တော့ကျွန်တော်တို့ကယုံတဲ့လေးလေးကိုပြန်ခေါ်ရပါမယ်ပြန်ခေါ်ဖို့အတွက်ဆိုရင်ဟိုဘက်ကယုံတဲ့လေးလေးကို control C နဲ့ copy ကူးပြီးတော့ဒီဘက်မှာ control V နဲ့ချလိုက်လို့ paste ချလိုက်လို့ရပါတယ်အဲဒါဆိုရင်ဟိုဘောနေတကယ်သွားရှာစရာမလိုတော့ပါဘူးကဲယုံလေးကို control C နဲ့ copy ကူးပြီးတော့ဒီဘက်မှာ control V နဲ့ချလိုက်ပါပြီပြီးရင်အကောင့်လေးနည်းနည်းသေးလိုက်မယ်ပြီးလေးလေးခေါ်မယ် control C နဲ့ copy ကူးမယ်ပြီးရင်ဒီနေရာမှာ control V နဲ့ချလိုက်ပါမယ်လေးလေးကဒီဘက်ရောက်နေတဲ့အတွက်ကြောင့်ဟိုဘက်ကိုပြောင်းကျင်ရင်အပေါ်မှာ flip ဆိုတာရှိပါတယ်။မှာ flip horizontal ဆိုတာရှိပြောင်းလိုက်ပြီးသွားရင်ဟိုဘက်လှည့်လို့ရပါပြီ။အဲဆိုရင်လေးလေးနဲ့ယုံလေးနဲ့ကပြိုင်ပွဲစပြိုင်မှုအစင်းလေးဖြစ်သွားပါပြီ။ဟုတ်ပြီ။အဲဆိုရင်ယုံလေးကမြန်ခုံစားသွားမှာဆိုတဲ့အတွက်ကြောင့်သူကအရင်ပြောတဲ့အတွက်ကြောင့် animation ထည့်ပါမယ်။ခုံစားနဲ့ animation လေးထည့်ပြီးတော့ဟိုဘက်ကိုပြေးသွားစေရမယ်။
ကဲရုံလေးပြီးပြီဆိုရင်တော့လေးလေးကိုလည်း animation ထည့်ပါမယ် animation လေးလေးကတော့ခဏနေပဲသွားပါမယ် create an animation ကိုနှိပ်မယ်ရုံတော့တော့မမြန်ပါဘူးเนาะဒါဆိုရင်ဒါသူတို့ပြေးစပြန်ကြပြီပေါ့เนาะရုံလေးရဲ့ရှေ့ကနေရောက်သွားပါမယ်ဒါဒီရပြီးရင်ကျွန်တော်ကတော့နောက်ဆုံးဟာကိုကြော်ပြလိုက်ပါမယ်နောက်ဆုံးမှာတော့လေးလေးကပန်းနိုင်ကိုအရင်ဆုံးရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြချင်တာဖြစ်တယ်ကြားမှာတော့ကိုကညံရှိသလို animation video တွေမျိုးစုံကိုဖန်တီးလို့ရပါတယ်ဒီလိုဖန်တီးပြီးတော့ခလေးတွေဟိုပဲစာတင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံမြင်တွေပြောပြီးတော့ပြောတဲ့ YouTube channel ကိုထောင်တာပဲဖြစ်ဖြစ်ကိုအဆင်ပြေသလိုလုပ်လို့ရပါတယ်ကျွန်တော်တို့ကအခုသူတို့ပန်းနိုင်ကိုရှားမှာပဲဖြစ်ပါတယ်ပန်းနိုင်အတွက်ကျွန်တော်တို့ကgoal လိုရဲရှာပြီးတော့ကျွန်တော်တို့ graphic ထဲကနေပြီးတော့ကိုလိုချင်တဲ့ပုံကိုရွေးပါမယ်ဒီပုံလေးပဲယူလိုက်မယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အတဲဆိုင်မယ်ပြီးရင်နေရာလိုချင်တဲ့နေရာမှာထားမယ်ပြီးနေနဲ့သေးလိုက်မယ်အဲ့ဒါထားလို့ပြီးသွားပါပြီကျွန်တော်တို့ကပြိုင်ပွဲအဆုံးမှာဆိုတော့ကျွန်တော်တို့ကပြိုင်ပွဲအပိတ်လေးကိုရှာမယ်ပေါ့နော်အဲ့ဒါကြောင့် race လို့ရှာလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီပုံစံလေးယူလိုက်မယ်ပြီးရင်ပုံစံလေးကိုတေးလိုက်ပါမယ်ရေးပြီးသွားရင်ဒီဘက်မှာကျွန်တော်တို့ကပန်းဝင်တဲ့နေရာအပိတ်လေးလုပ်လိုက်ပါမယ်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကလေးလေးကအရင်ပန်းဝင်လာတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကလိတ်ကိုပဲယူပါမယ်လိတ်ကို control C နဲ့ copy ကူးမယ်ကူးပြီးသွားရင်ဒီမှာချမယ်လေးလေးချပြီးသွားပြီဆိုရင်ကျွန်တော်ကစနော်လိုမျိုး animation တစ်ခါပြန်ပေးပါမယ် animation ပေးလိုက်ပြီဆိုရင်လေးလေးရောက်သွားပါလေးလေးရောက်သွားပြီဆိုတော့ကျွန်တော်ကသူ့ကိုအောင်ပွဲခံတဲ့ဟာလေးထည့်ပေးခြင်းနဲ့ပေါ့နော်အဲဆိုရင် celebration လို့ရှာလိုက်ပြီးတော့ကျွန်တော်တို့က graphic ထဲဝင်မယ်ပြီးတော့အမုံလေးတွေကြာလာတဲ့ပုံစံမျိုးကျွန်တော်တို့အောင်ပွဲရတဲ့သူကိုကြိုဆိုတဲ့အနေနဲ့ထည့်ပေးလိုက်ပါမယ်ဒါကကျွန်တော်ဒီနေ့ရုံနဲ့လေးပုံမြင်လေးကိုဥပမာအနေနဲ့ကိုစဉ်းစားမိတယ်လို့animation video တခုဖန်တီးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုဖန်တီးပြီးတော့ပုံမြင်လေးတွေအများကြီးလုပ်လို့ရပါတယ်ကျွန်တော်ဒီ Canva Pro ကအများကြီးအားသာချက်ရှိပါတယ်အဲဒါကြောင့်စမ်းသုံးကြည့်ကြဖို့တိုက်တွန်းလိုပါတယ်ကျွန်တော်နဲ့အတူတူအခုဗီဒီယိုထဲမှာ live လုပ်နေနေကိုရသွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့တခြားပုံမြင်တွေတခြားဗီဒီယိုတွေကိုကျွန်တော်တို့အများကြီးဆက်ပြီးတော့လုပ်လို့ရပါတယ်ဒီလိုဖန်တီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုတွေမှာစုံပါမယ်